ဒီအတိုင်းနေကြရင်တော့ကျုပ်တို့ရှာမြက်ပေါက်မှမြင်အောင်သေးတယ်ရှင်းကြပါအောင်ရောင်းရင်တို့တိတ်ခါကြီးလို့ကြည်ညိုသူများတာတိတ်ခါချလိုက်ရုံပဲကိုဘယ်နဲ့လောက်ကြမှာလို့မြတ်စွာဘုရားမပွင့်ပေါ်ခင်ခိုင်း6ခုရဲ့ဒိဋ္ဌိစရာကြီးတိုင်ပင်နေကြတာဗျာမြတ်စွာဘုရားပွင့်ထွန်းလာတော့သူတို့ရဲ့တက္ကမအများစုကမြတ်စွာဘုရားရဲ့တက္ကမကြီးဖြစ်သွားတော့သူတို့မှာလတ်လာပါရီအမတန်မှရှားပါလာကြတယ်သူတို့လေစုပေါင်းတိုင်ပင်အကြံထုတ်နေကြတယ်တယောက်ကအကြံပေးလိုက်တယ်မြတ်စွာဘုရားတိတ်ခါကြီးလုံးလို့ကြည်ညိုတဲ့သူများတာအဲ့တော့သူ့ကိုတိတ်ခါချပေးလိုက်ရုံပေါ့ဘယ်နဲ့လို့ရမှာလဲလွယ်လေးဗျာရွှေရင်တိမ့်တဲ့နုနေပြူမြင့်တဲ့အလှပခေပရပိုက်မလေးတယောက်ကိုရွေးပြီးတော့မြတ်စွာဘုရားနဲ့ကိုယ်ဝန်ရတယ်လို့ဟန်ဆောင်ပြီးတော့တိတ်ခါချလိုက်ရုံပဲပေါ့ဟာဒီအကောင်းဆုံးပဲအမြန်ဆုံးအကောင့်ထဲပေါ်ဆိုတော့အင်မတန်မှလှပတဲ့ပရပိုက်မလေးကိုငွေပုံပေးပြီးတော့စီခိုင်းနေဗျာညနေနေဝင်ကြီးဖြူပြမှာစီတဝန်ကျောင်းတော်ကိုအဝင်ပြကလေးမဘယ်သွားမလို့ဘယ်သွားရမလဲစီတဝန်ကျောင်းနဲ့ဝင်မှာတော့ပရပိုက်ကြီးလေးဘုရားကျောင်းနဲ့ဝင်တခြားကြောင်တနေရာမှာပုံအောင်ပြီးတော့အဲ့မနေ့ကမစပင်ဖျူဖျဲလေးနဲ့ထွက်တငယ်မနေဘေးလာလေဘေးလာဒီကြောင်နဲ့ထွက်မစီတဝန်ကျောင်းကလာတာပေါ့လူသူမြင်အောင်သူတော်ကြဝင်လိုက်ထွက်လိုက်လို့မသိရင်ဖျားကျောင်းတော့မှသူညာအိတ်တရားပေါ့အမှန်တော့ကျောင်းတွေကိုဝင်ကျောင်းတနေရာမှာအိတ်မနဲ့ထားမှတော့သူကျောင်းတွေကထွက်လာတာအများအမြင်မှာတော့သူစီတဝန်ကျောင်းတော်တွေကထွက်တာပဲတော်ကြာလူပြောင်းမှစီတဝန်ကျောင်းတော်မှာမြတ်စွာဘုရားတရားဟောနေတဲ့ပရိသတ်အစွန်အဖျားမှာသူအော်ကြီးအစ်ချင်လက်ညှိုးငေါထိုးပြီးတော့တော်ရဒီမှာလာသာယာနေကျုံမှာတော့မွေးဖို့ဖွာဖို့တော့ဘာတစ်ခုမှမပြင်ဆင်ရသေးဘူးတဲ့တော့လက်လွတ်စပယ်လမ်းနေတယ်နော်မြတ်စွာဘုရားခမစိပလင်မောမတဲ့ခြင်းဒီတချို့မတိနာမလေးတဲ့တက္ကမကြီးစီတဝန်ကျောင်းကိုအဲ့ဒီကလေးမအဝင်အထွက်ပြီးမြင်ဘူးလေအခုကိုယ်ဝန်ကြီးနဲ့လေဆိုတော့မြတ်စွာဘုရားလည်းဘာတခွန်းမှပြန်မပြောဘူးဆိုတော့သူပြောတာများဟုတ်နေသလားဗောစံတရားပွားနေတယ်မြတ်စွာဘုရားသင်ကိုယ်ဝန်ကငါဖျားနဲ့မာယွန်းတာဖြစ်မဖြစ်သင်နဲ့ငါသာနှစ်ယောက်တည်းတည်တာအင်းနှစ်ယောက်တည်းတည်လို့ဒီကိစ္စလာရှင်းနေရတာဗောအမဖြစ်တယ်ညာဖြစ်တယ်တော့လက်ငေါဖူးပြီးတော့အမျိုးပြောဆွေမြတ်စွာဘုရားဘာတခွန်းမှထမပြောတော့ဒါမဲ့တရားမင်းရဲ့ပန်တုကပလာမြတ်ကြောက်ဖြာကြီးတင်းပြီးအကြည့်လိုက်တော့နမျက်စိပလင်ကွယ်နဲ့ဖြဲကြည့်အောင်မြတ်စွာဘုရားဆွဲနေတာကိုအဲ့တော့နတ်သား၄ယောက်နဲ့ကြွပြီးတော့ကြွက်ရောင်ဖန်ဆင်းပြီးကြိုက်ချလိုက်တဲ့သူ့ဘက်မှာအုပ်ထားတဲ့ပြင်ချက်ခုံကြီးဘုံဆိုပြုတ်ကြသွားရောပေါ့ပြုတ်ကြတော့သူအလေးအညာဘူးပေါ်တယ်လို့ပေါ်သွားတာပေါ့ပေါ်သွားတဲ့ဒုက္ခနာကိုကြီးကိုမြေကြီးကထမ်းမထားနိုင်တော့ဘူးမြေကြီးအတက်ကွဲပြီးတော့အရှင်လက်မြေမြူတဲ့ငါးဥထဲမှာသူလည်းတူအပါဝင်ဖြစ်သွားပြန်ပြီပေါ့အဲ့တော့မြတ်စွာဘုရားဘေမေတ္တာတုတ်ထဲကတခုနမူနာပြတော့ပါတယ်မင်္ဂလာတုတ်ထဲမှာလည်းပါပါတယ်
တန်တုတ်တကောစာတန်တုတ်တကောစာမြန်မာအများစုကတော့တင်းတိမ်ရောက်ရဲကြတယ်လို့အဓိပ္ပာယ်ယူပါတယ်မြတ်စွာဘုရားပြောလို့လေဆိုလို့ရင်းကတော့နှစ်ချက်ဖြစ်ပါရဲ့တာမန်လူတွေပြောနေကြတဲ့တင်းတိမ်ရောက်ရဲတယ်ဆိုတာရသလောက်နဲ့ကြည်နပ်တာဆိုလို့နေကြတယ်မြတ်စွာဘုရားဆိုလို့ရင်းအဲ့ဒါမဟုတ်ဘူးကျုံလာသမျှရလက်တွေကိုလက်ခံကြည်နပ်လိုက်ပါလက်ခံလိုက်ပါမြတ်စွာဘုရားလက်ခံလိုက်တယ်သူလာဆွတ်ဝဲတာကိုမြတ်စွာဘုရားလက်ခံလိုက်တယ်မဟုတ်မမှန်ဘူးလို့မငြင်းလိုက်ပါဘူးဘာဖြစ်လို့မြတ်စွာဘုရားရဲ့ဝတ်ကြွေးပေးဆက်ရမှာလေတွေ့လားယဟန္တာဘုရားတွေပင်ဝတ်ကြွေးကိုရှောင်လို့မရဘူးဗျာဒီကြောင့်ဆရာကြီးသူတဖူလုံးဆရာတခုံးလေးပြောလိုက်တယ်လေဖယားမြတ်စွာတို့ဆရာလေကျမဝတ်ကြွေးဆက်ရသည်မြတ်စွာဘုရားလေအဲ့ဒီဝတ်ကြွေးဆက်ရသည်ဒုတိယဝိပတ်တော်ဖြစ်ပါလေအဲ့ဒါစိသမဏောသူ့ကိုလာဆွဆွဲတာသူလက်ခံလိုက်တယ်အဲ့ဒါတန်တုတ်တကောစာအဲ့ဒီလက်ခံလိုက်တယ်ဆိုတာအရင်လုပ်ခဲ့တဲ့အကျွေးပေးဆက်ရမယ်ဆိုတာကိုကြည်နပ်စွာလက်ခံရပါတယ်ဒါကြောင့်မို့လို့ကိုလုတ်တမျှအကောင်းကြီးလုပ်ရတာနဲ့အစင်မပြေမှုတွေကြုံရင်တန်တုတ်တကောစာလက်ခံလိုက်ပါအဲ့ဒါကိုလက်ခံလိုက်ပါကြည်နပ်လိုက်ပါဘာဖြစ်လို့အရင်ဘဝကြီးလုတ်ခဲ့တာလေကိုမမြင်ရတာကြီးမြတ်စွာဘုရားတော့မြင်လို့သိလို့ကြည်နပ်လက်ခံလိုက်တာကိုတော့မမြင်မသိပေမဲ့မြတ်စွာဘုရားပြောတဲ့တရားသဘောအတိုင်းကိုလုတ်ခဲ့လို့ကိုပြန်ပေးဆက်ရတယ်လေပြုသူအစ်စ်ဖြစ်သူအဟောင်းလေအဲ့တော့ကိုအကျွေးပြန်ပေးဆက်လိုက်ရတယ်လို့ကြည်နပ်လက်ခံလိုက်ပါအကျွေးတစ်ခုကြည်သွားပြီလို့ဝမ်းမြောက်လိုက်ပါအဲ့ဒါနဲ့တော့တင်းတိမ်ကြည်နပ်မနေနဲ့လို့မြတ်စွာဘုရားအားပေးစကားနဲ့တိုက်တွန်းတယ်ဗျာအဲ့ဒီရလက်ကလေးနဲ့တင်းတိမ်မကြည်နပ်နဲ့အဲ့ဒီထပ်ပို့ပြီးတော့ကောင်းအောင်ထပ်ကြိုးစားပါလို့တိုက်တွန်းပါလေအဲ့ဒါမှတန်တုတ်တကောစာအလုံးလုံးတွေဝန်ထမ်းတွေလည်းအဲ့လိုပဲဒီလက်ကလေးနဲ့ပဲကြည်နပ်အဲ့လိုပြောတာမဟုတ်ဘူးအခုဘယ်တော့ပဲကြိုးစားအဲ့လောက်နဲ့ရတယ်ဆိုရင်အဲ့ဒါလေးကိုလက်ခံလိုက်ပါအဲ့လောက်နဲ့တော့မတင်းတိမ်နဲ့အဲ့ဒီတက်ပို့အောင်ကြိုးစားအားထုတ်ပါအဲ့ဒီတက်ပို့ပြီးတော့ကြိုးစားအားထုတ်ချင်ရင်တော့လေးချက်လေးကိုလုံးရင်ဖြစ်မယ်ဆိုတဲ့တတ်တာတော့ဖြစ်လာအောင်ပံ့ပိုးပေးမယ်ပညာအဲ့ဒီဖြစ်လာအောင်အားထုတ်ဖို့အတွက်ကျမ်းမာရေးဂရုစိုက်ပြီးပါမဖြစ်အောင်ဆောင်ရွက်တယ်ဆိုတဲ့ဝရိယဆိုရထားကြည့်ပါဒီထက်ပိုပြီးတော့မြင့်တဲ့ဘဝရလာလိမ့်မယ်ခုနမြတ်စွာဘုရားကြည်နပ်လက်ခံလိုက်တယ်ဆိုတာဟိုကတ္တဗဘုရားရှင်လက်ထက်တုန်းကနန္ဒလို့ခေါ်တဲ့ပစ္စည်းကဗုဒ္ဓတပါးကိုသူငမှုဓမ္မဘဝနဲ့စောကားခဲ့တယ်ဒီအမှုဓမ္မဘဝနဲ့စောကားခဲ့မြတ်စွာဘုရားနုစင်ဘဝတစ်ခုလုံးကအဲ့ဒီပစ္စည်းကဗုဒ္ဓတပါးကိုမြင်လိုက်တဲ့သူတည်းချင်းတတ်တိုင်းနဲ့သူအကျိုးမရှိတဲ့စကားလေးပြောလိုက်မိတာကြီးအခုတော့အိန္ဒိယတခွဲသားနဲ့ဆုံးခံကြွနေတယ်ညကြတော့မှတုကမတွေနဲ့ပျော်ပါနေမှာမမူကြီးပြောရကောင်းမှမပြောရကောင်းမှလည်းမသိသူပြောတဲ့စကားပစ္စည်းကဗုဒ္ဓကြားတော့မကြားနာဘာကိုထိခိုက်တော့ဘူးဝီးလို့ဘသူထိပါသူထိသွားတယ်ဗျာသူထိဘဝအဆက်ဆက်မသူများဆွဆွဲတာအမြဲခံရတယ်ကိုလည်းတစ်ခါမှမလုပ်ရဘူးသူများဆွဆွဲကိုဘာမှမလုပ်ရဘူးလည်းဆွဆွဲခံရအခုလည်းဆွဆွဲခံရတယ်အခုဆွဆွဲခံရမယ်ဆိုရင်တော့မြတ်စွာဘုရားနဲ့ရှင်းအင်မတန်မပြောပါတော့တာပဲမြတ်စွာဘုရားပရိသတ်အလေးကြီးမှလည်းငုံငေါထုံးပြီးတော့အဲ့လိုဆွဆွဲတာလေဒီတစ်ခါတလေဆွဆွဲခံရဘူးလေချီနှက်လိုက်တယ်လက်ခံလိုက်တယ်မြတ်စွာဘုရားပြောတာဟုတ်ချစ်တာအာမငေနဲ့ငါဘုရားသားတော်တဲ့ဆိုးတယ်နော်
ကိုဆွဲခံရတဲ့ဆိုးရတယ်နဲ့ဆိုတော့ပရိသတ်လည်းမလက်ညှိုးထိုးပြီးတော့ဆွဲခံရတာလေဒါကိုဆွဲခံရတဲ့အခါတိုင်းဒီတန်တုတ်တကောစာဂျီနစွာလက်ခံလိုက်ပါအကျွေးတစ်ခုကြည်သွားတယ်လို့ဝမ်းမြောက်လိုက်ပါဒါမျိုးတော့နောက်တစ်ခါပြန်မဖြစ်အောင်ဂရုစိုက်ပြီးရှောင်ဖို့ဒါဆိုအဲ့လိုမျိုးနောက်ထပ်ဖြစ်မလာဘူးဘောဒီတော့သူများကိုဆွဆွဲတဲ့အလုပ်မျိုးလဲမလုပ်မိစီနေရည်စရာအဖြစ်နဲ့တော့မှမလုပ်မိစီနေဘာဖြစ်လို့တူတော့အကျိုးပေးမဲ့ကံတရားကိုဟန်တာနေတဲ့အရာမရှိဖျားဖြစ်ပြီးတဲ့အထီတောင်ရှောင်လို့မရဘူးဆိုတော့ဖြစ်လာတဲ့မကောင်းတာတွေကြုံခဲ့မယ်ဆိုရင်လက်ခံပြီးပါဒီဖြစ်ဆိုးမျိုးနောက်မဖြစ်ရအောင်ရှောင်ကျဉ်ပြီးပါနော်မကောင်းမှုတွေကြုံလာရင်အဲ့ဒါကိုလက်ခံပြီးဒီထက်ပိုကောင်းအောင်ကြိုးစားအားထုတ်နိုင်ကြပါစေ